သွေးမြေကြနေတဲ့ဂါဇာစစ်ပွဲကြီးထွန်းချောင်ဆုံးသက်တော်မှာလားဂါဇာကမ်းမြောင်ဒေသမှာတိုက်ပွဲတွေရပ်တန့်သွားစေဖို့အတွက်ရည်ရွယ်ပြီးအစ္စရေးနဲ့ဆွေးနွေးဖို့အတွက်အီဂျစ်ကိုပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကဟာမတ်စ်အရာရှိတွေရှောက်လာတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဆွေးနွေးပွဲကအမေရိကန်မျိုးလေးချက်ဖြစ်တဲ့ဂါဇာမှာတိုက်ပွဲတွေရပ်တန့်သွားစေဖို့နဲ့ဓာစာခံတွေလွတ်မြောက်ရေးကိုဦးတည်စေမှာဖြစ်တယ်လို့ဟာမတ်စ်အရာရှိတွေကပြောကြားထားပါတယ်။နောက်ရက်တွေမှာပုံမော်ရေးကြီးတဲ့ဂါဇာအရေးဆွေးနွေးပွဲတွေထပ်မံဆွေးနွေးအဖြေရှာသွားမှာဖြစ်တယ်လို့ဝါရှင်တန်ထိပ်တန်းတမန်တမန်ကပြောကြားခဲ့ပါတယ်။မဟာဗျူဟာရေးရာဝန်ကြီးရွန်တန်မာဦးဆောင်တဲ့အစ္စရေးစစ်ဆက်ညှိနှိုင်းသူတွေဟာတစ်နှစ်နီးပါးကြာဂါဇာစစ်ပွဲအဆုံးသတ်မဲ့အမေရိကန်သမ္မတရဲ့ဂါဇာစစ်ပွဲဆုံးသက်ရေးစီစဉ်တစ်စိတ်တစ်ပိုင်းဖြစ်တဲ့အဆိုပါဆွေးနွေးပွဲကျင်းပဖို့အတွက်အီဂျစ်နိုင်ငံကိုရောက်ရှိလာကြပြီဖြစ်ပါတယ်။ဟာမတ်စ်ကထောက်ပံ့ပို့ဆောင်ရေးနဲ့ပတ်သက်ပြီးဤပညာဆိုင်ရာဆွေးနွေးပွဲတွေဘလို့သွားနေတယ်ဆိုတာကိုမြန်မြန်ဆန်ဆန်သိနိုင်မှာမလို့အမေရိကန်နိုင်ငံသားရဲ့မက်ခရိုရိုဘီယိုကပြောပါတယ်။ကနဦးဆုတ်ခွာသွားပြီးနင်းနမိတ်မြင့်အထိပြန်ဆုတ်ပြီးရဲ့အစ္စရေးသဘောတူစီစဉ်ညီနိုင်မှုတွေပြီးအစ္စရေးအနေနဲ့ကနဦးဆုတ်ခွာပြီးနင်းနမိတ်မြင့်အထိပြန်ဆုတ်ပေးဖို့သဘောတူလိုက်ပြီးတော့သမ္မတထံကသူ့ရဲ့ဆိုရှယ်မီဒီယာမှာရေးသားဖော်ပြထားတာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။ဒီညီနိုင်သဘောတူညီမှုကိုဟာမတ်စ်ဘက်ကအသိပေးထားပြီးတော့ဖြစ်ပြီးဟာမတ်စ်တို့ကအတည်ပြုပြီးတာနဲ့ပြစ်ခတ်ရဲ့စရေးချက်ချင်းတက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။ဒါစားခံနေနဲ့အကျဉ်းသားလေးလေးကလေးစတင်မှာဖြစ်ပြီးအဲ့နောက်တက်ဆုပ်ဖို့နောက်တစ်ဆင့်အခြေအနေတွေကိုသတ်မှတ်မှာဖြစ်တယ်လို့ပြောပါတယ်။နေ့3000ကျော်ကြာကပ်ဘေးကြီးဆုံးသက်ဖို့ဖြစ်လာလိမ့်မယ်လို့လည်းထွန်းကဖော်ပြထားပါတယ်။ဟာမတ်စ်တို့ကထွေငင်းချရေးစီစဉ်မှာပါတဲ့ဒါစားကန်လွတ်ပေးရေးကိုသဘောတူလိုက်ပြီးနောက်အစ္စရေးဝန်ကြီးချုပ်ရုံးကနေထွန်းအစီအစဉ်နဲ့ပတ်သက်ပြီးအစ္စရေးအနေနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့စာနယ်ကြောင်းပါကြေညာချက်ထုတ်ပြန်လိုက်တာကို CNN သတင်းမှာဖော်ပြထားပါတယ်။ဟာမတ်စ်ရဲ့တုံ့ပြန်မှုကြောင့်အစ္စရေးဟာဒါစားကန်အလုပ်ကိုချက်ချင်းပြန်လွတ်ပေးရေးအတွက်ထွန်းရဲ့အစီအစဉ်ပထမအဆင့်ကိုချက်ချင်းကောင်တယ်ပေါ်ဖို့ပြင်ဆင်နေရလို့နေတာယန်ဟူကပြောကြားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သမ္မတထွက်ရဲ့ကြီးမန်းချက်နဲ့လေအကိုင်ကြီးအစ္စရေးကချမှတ်ထားတဲ့မူတွေနဲ့စစ်ပွဲကိုစုံသက်နိုင်ရေးသမ္မတရဲ့အဖွဲ့နဲ့အတူအပြေအဝပူးပေါင်းဆောင်ရွက်သွားမှာလို့လည်းဖော်ပြထားပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာသူချပြထားတဲ့ဂါဇာငြိမ်းချမ်းရေးဆိုပြုချက်ချက်20ကိုဟာမတ်စ်နေတဲ့လာမယ့်တနင်္ဂနွေဝါရှင်တန်အချိန်ညနေ6နာရီနောက်ဆုံးထားသဘောတူညီရမယ်လို့ပြင်းထန်စွာသတိပေးလိုက်တာကို CNN သတင်းမှာဖော်ပြထားပါတယ်။သဘောမတူခဲ့ဘူးဆိုရင်ဟာမတ်စ်တို့ဟာတခါမှမမြင်ဘူးတဲ့ငရေကိုကြုံတွေ့ခံစားရမယ်လို့သူ့ရဲ့ True Social Platform ကနေချိန်ချောက်လိုက်တာဖြစ်ပါတယ်။အာမဲဖွဲ့ဟာရှေ့လေပိုင်းမှာနှစ်ပေါင်းများစွာကျန်းကျုပ်ကျန်းဖက်ချိန်ချောက်တဲ့ဖွဲ့တစ်ခုဖြစ်ပြီးသူတို့ဟာလူတွေကိုတပ်ဖြတ်ခဲ့ကြပြီးတော့ဘဝတွေကိုမခံမရနိုင်အောင်ဆင်းရဲဒုက္ခရောက်စေခဲ့ပါတယ်။အစ္စရေးနိုင်ငံမှာ2023အောက်တိုဘာ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဟာထိုးထိပ်ရောက်ခဲ့ရှိခဲ့ပါတယ်။အဲ့တပ်ဖြတ်ရခံရတဲ့အထက်မှာကလေးငယ်တွေအမျိုးသမီးတွေတက်ကြီးရွယ်အိုတွေနဲ့အနာဂတ်ဘဝတွေအတွက်အထူးပျော်ရွှင်ကြဖို့အစဉ်သင့်ဖြစ်နေကြတဲ့လူငယ်အမျိုးသားမျိုးသမီးယောက်ျားလေးမိန်းကလေးအများပြားပါဝင်ခဲ့ကြပါတယ်။အောက်တိုဘာ9ရက်နေ့လူမှုဖွဲ့စည်းပုံမှာတိုက်ခိုက်မှုလက်တော့ပြန်တဲ့အနေနဲ့ဟာမတ်စ်စစ်သား2000ခွဲကျော်ကိုတပ်ဖြတ်ခဲ့ပြီးဖြစ်တယ်။ကျန်နေတဲ့အများစုကိုလည်းဝန်းရံပိတ်ဆို့ထားပြီးတော့စေရေးဟာပိတ်ဆို့နေပါတယ်လို့ထရန့်ကပြောကြားထားပါတယ်။ကျွန်တော်ပြောမင်းသွားဆိုတဲ့စကားကိုစောင့်နေတာဖြစ်တယ်။ပြောလိုက်တာနဲ့သူတို့ရဲ့အသက်တွေအမြန်ချုပ်ငြိမ်းသွားမှာဖြစ်တယ်။ကြံရှိနေတဲ့သူတွေဘယ်သူတွေဖြစ်တယ်။ဘယ်မှာရှိတယ်ဆိုတာကျွန်တော်သိပါတယ်။လိုက်လံရှာဖွေပြီးတော့တပ်ပစ်ပါလိမ့်မယ်။အပြစ်မဲ့ပါလက်စတိုင်းအားလုံးအနေနဲ့အကြီးအကျယ်သေးစီနိုင်နေဒီနေရာကနေဂါဇာရဲ့အခြားပုံမစိတ်ချတဲ့နေရာတွေကိုချက်ချင်းထွက်ခွာဖို့ကျွန်တော်ပြောနေပါတယ်။လူတိုင်းကိုကူညီပေးဖို့အတွက်စောင့်ဆိုင်နေသူတွေကကောင်းမွန်စွာစောင့်ရှောက်ပေးပါလိမ့်မယ်။ဘလို့ဖြစ်ဟာမဲ့အတွက်ကံကောင်းတာကတော့သူတို့ကိုနောက်ဆုံးခွင့်ရတစ်ချိန်ပေးပါလိမ့်မယ်။အရှိလေပိုင်းကြီးမြတ်ပြီးတော့အင်အားကြီးကအလွန်ချမ်းသာတဲ့နိုင်ငံတွေအထက်ကျော်လွန်တဲ့ပတ်ဝန်းကျင်ဒေသကနိုင်ငံတွေနဲ့အတူအမေရိကန်ပြည်အောင်စုဟာအစ္စရေးနဲ့နှစ်ပေါင်း3000ကြာအရှိလေပိုင်းချင်းချင်းရေးရရှိဖို့သဘောတူညီလက်မှတ်ရေးထိုးခဲ့ကြပြီးဒီသဘောတူညီချက်ဟာကျန်ရှိနေတဲ့ဟာမဲ့တိုက်ခတ်ရေးသမားအားလုံးရဲ့အသက်တွေကိုချမ်းသာပေးပါလိမ့်မယ်။အသေးစိတ်ချက်လက်တွေကိုကဘာကားသိရှိပြီးဒါဟာလူတိုင်းတွေကြီးမြတ်တဲ့အရာတစ်ခုဖြစ်ပါလိမ့်။ကျွန်တော်တို့ဟာအရှိလေပိုင်းငြိမ်းချမ်းရေးကိုဘလို့ပဲဖြစ်ဖြစ်ရှောက်အောင်လုပ်မယ်။အကြမ်းဖက်မှုနဲ့သွေးထွက်တန်ရုံမှုတွေရှက်တက်အောင်လုပ်မယ်။ဒါစားကန်ဒီအားလုံးကိုတိတ်ဆုံးသွားသူတွေရဲ့ရုပ်လောင်းတွေပါဝင်အခုချက်ချင်းလွတ်ပေးပါ။ဟာမတ်စ်နေနဲ့ဝါရှင်တန် DC စံတော်ချိန်တနင်္ဂနွေနေ့ညနေ6နာရီနောက်ဆုံးထားသဘောတူညီရမယ်။နိုင်ငံတိုင်းကလက်မှတ်ရေးထိုးပြီးဖြစ်တယ်။အဲနောက်ဆုံးခွင့်ရသဘောတူညီချက်ကိုမရရှိပါကဘသူမှမမြင်ဘူးသေးတဲ့ငဲလိုချင်းနေမျိုးဟာမတ်စ်အပေါ်ဖြစ်ပေါ်ပါလိမ့်မယ်။ဘလို့ပဲဖြစ်ဖြစ်အရှိလေပိုင်းမှာချင်းချင်းရရှိစေရမယ်။ဒီကိစ္စကိုအာရုံစိုက်ပေးဖို့အတွက်ကျေးဇူးတင်ပါတယ်။ငင်းချမ်းရဲ့အစီအစဉ်ချက်တချို့ပြောင်းလဲလိုကြောင်းဟာမတ်စ်ကပြောကြား။ဟာမတ်စ်ကအစ္စရေးဒါစာခံတွေကိုပြန်လွှတ်ပေးဖို့သဘောတူညီပေမဲ့အမေရိကန်ရဲ့ဂါဇာငင်းချမ်းရေးစီစဉ်ချို့ပြောင်းလဲမဲ့လိုကြောင်းပြောကြားလိုက်တာကိုရိုက်တာသတင်းမှာဖော်ပြထားပါတယ်။သမ္မတထံကသူ့ရဲ့ငင်းချမ်းရေးဆိုပြုချက်ချက်20စီစဉ်ကိုဟာမတ်စ်တို့အနေနဲ့လာမယ့်တနင်္ဂနွေညနေ6နာရီနောက်ဆုံးထားသဘောတူရမယ်။အဲ့လိုသဘောမတူရင်ငင်းနေရင်ဆိုင်ရမယ်လို့ဟာမတ်စ်ကိုနောက်ဆုံးသတိပေးချက်ပေးပြီးနိုင်နေငယ်ကြာခုလိုဟာမတ်စ်တို့ရဲ့သဘောထားထွက်ပေါ်လာတာဖြစ်ပါတယ်။ဟာမတ်စ်တို့ကကြန့်ရှိနေတဲ့အစ္စရေးဒါစာကန်အားလုံးကိုပြန်လွှတ်ပေးဖို့သဘောတူညီခဲ့ပေမဲ့အမေရိကန်ငင်းချမ်းရေးစီစဉ်မှာဖော်ပြထားတဲ့အဓိကချက်လက်တွေနဲ့ပတ်သက်ပြီးထပ်မံဆွေးနွေးလိုကြောင်းပြောကြားခဲ့ပါတယ်။
ဟာမတ်စ်တို့ရဲ့တုံ့ပြန်ချက်မှာသမရောထွန်းရဲ့ဆိုပြချက်မှာအလဲလို့ဖို့အစီအစဉ်ရတိတ်ဆုံးသူတွေရောအသက်ရှင်လျက်တိတ်ဆုံးနေသူအစ္စရေးဒါဇာကန်ကောင်လုံးပြန်လို့ပေးရကိုသဘောတူရလို့ပြောပါတယ်။ဒါပေမဲ့လေးလက်ရေးတွေမြေပြင်အခြေအနေပြည့်မီရမယ်လို့ဆိုပါတယ်။